နွေရာသီကျောင်းပိတ်ရဲ့အဖွားတယောက်တည်းမို့လို့တွေးမှလာနေဖို့ခေါ်တာကြောင့်ကျွန်တော်ရွာရှိပိုင်းအဖွားချံအောင်ရောက်နေခဲ့တာကျွန်တော်မိဘတွေကတော့ရွာလယ်ပိုင်းမှာနေကြတာခြံဝန်းနေရကျေကြတာမို့တစ်ချမ်းနဲ့တစ်ချမ်းနဲ့ကအလန့်ဝေးတယ်တိစိတ်တဲ့ညနဲ့မှာခွေးဥတန်တွေကပို့ပြီးတော့ကြားရတယ်ခေါင်းရင်းမဲ့ခံအားချိုးချိုးတန်တွေကြောင့်အဖွားလည်းနိုးနေမှကျွန်တော်သိလိုက်တယ်ရွာလယ်လမ်းမကြီးတိုင်းဦးလာတဲ့ခွေးဥတန်တွေကအဖွားချံရှိလှင်းလမ်းမအင်းနာရောက်တော့ရုတ်တရက်ရက်သွားတာအဖွားရဲ့ချောင်းဘေးလှင်းလမ်းမကြီးရဲ့တစ်ဖက်မှာရွာဦးဖုံးတော်ကြီးကျောင်းတည်ရှိပြီးရွာဦးကျောင်းရဲ့ခေါင်းရင်းဘက်မှာတော့ရွာတုတ်တန်ရှိတယ်တုတ်တန်မြစ်ရဲ့အပြင်ဘက်မှာတော့ဘယ်သူမှမသွားရတဲ့ဘုံသိုးမြေတွေရှိရလို့ပြောကြတယ်ချက်ကုန်းမြေလို့လည်းပြောကြပြီးအကြောင်းသိတဲ့သူတွေကလုံးဝမသွားကြဘူးခီးသွားရင်လည်းဒီနေမြေကမဟုတ်တဲ့လူစိမ်းတွေမကြခဏဆိုသလိုချောင်းလန့်ခံရတတ်တာကြောင့်ရွာသူရွာသားတွေကပိုးပြီးမသွားရကြဘူးခွေးဥတန်တွေတိတ်သွားပြီးကျွန်တော်ပြန်ရေးဖို့ဟန်ပြင်တော့ကျွန်တော်အိတ်ခမ်းနာကိုအဖွားရောက်လာတယ်မီးနိုးနေရလားအဖွားရဲ့တန်ကတိုးတိုးလေးဟုတ်ကဲ့ဖွာအခုပဲပြန်ရင်တော့မလို့အေးအပြင်မထွက်နဲ့နော်အပေါ်တွေဘာတွေသွားချင်းအိမ်သားလေးမသွားနဲ့နောက်ဝေးရေကပြေမှာပဲသွားကြလားဒီနေ့ကလာခွင့်နေအဲ့လိုပြောပြီးအဖွားကအခန်းထဲကနေပြန်ထွက်သွားတယ်ကျွန်တော်ပြန်ရင်မပြောတော့ဘူးအဖွားဘာကြောင့်အပြင်မထွက်ခိုင်းလဲဆိုတာစဉ်းစားနေမိတယ်ဒီတခါတော့အဖွားရင်ရဲ့ပြီးလဲလန်းမစီကနေခွေးဥတန်တွေကဆက်မပြတ်ထက်ကြားနေရတယ်ကျွန်တော်ပေါ်သွားခြင်းလာတယ်အဖွားပြောသလိုရေကပြင်းစီသွားရင်ကောင်းမလားဒါပေမဲ့ဘာကြောင့်အပြင်မထွက်ခိုင်းလဲဆိုတာသိကျင်စိတ်ကပိုပြီးပြင်းပြလာတယ်လူဆိုတာလည်းမလုစေခြင်းပိုပြီးတော့လှုပ်ချင်တတ်တာကျွန်တော်မစင်စားတော့ပဲနောက်ဖေးတကားကိုဖွင့်ပြီးအပြင်ထွက်လိုက်တယ်အိမ်နဲ့အိမ်သားအတော်လေးလှမ်းတယ်အပြင်ဘက်မှာလာမညမို့မှောင်မဲနေတာပဲခွေးဥတန်တွေကလည်းစကြောက်ရစရာတိုက်ခတ်လိုက်တဲ့လီပင်းကလည်းကြောချမ်းစရာကျွန်တော်အိမ်သားနားမရောက်မီလေလဲလဲမဘက်စီကနေပြီးတော့စကားပြောတန်လို့ကလေးငိုတန်လို့ကြားလိုက်ရတယ်ခီးသွားတွေပြည့်လိမ့်မယ်လို့ပဲတွေးပြီးအိမ်သားစီကိုဆက်ချောက်လာခဲ့လိုက်တယ်အိမ်သားထဲဝင်ပြီးခက်တက်တက်ကြားနေရတဲ့အတန်တွေကအနှဲငယ်ကျေတောင်းလာတယ်သိကျင်စိတ်ကြောင့်အိမ်သားထရံကိုပဲဟာကြည့်မိတယ်ဘာလို့မှတဲတဲကိုယ်မမြင်အောင်မှောင်မိုက်နေတာဒါပေမဲ့လှဲမောင်းနေတဲ့အတန်တွေစကားပြောတန်တွေကလေးငိုတန်တွေကပိုးပြီးတော့နီးကပ်စွာကြားလာရတယ်အိမ်ဘက်ကိုပြန်လျှောက်လာတော့ရုတ်တရက်လှဲရီစီကနေပြီးတော့မီးအိမ်လင်းလာပြီးလှူရှားနေတဲ့ပုံဝင်တွေကိုတေချာမြင်နေရတယ်နွားလေးတွေတန်းစီပြီးရွာပြင်ဘက်စီကိုတွားနေကြတာအိမ်တော်ပစ္စည်းပြည့်စုံတင်ထားပြီးကလေးငယ်တွေအမျိုးသမီးတွေအဖိုးအဖွားတွေပါဝင်ပုံစံမျိုးစုံကိုမြင်ရတာလှင်း5စီးလောက်ရှိမယ်ထင်တယ်ချင်းနေရင်ကနေလှဲတစ်စီးပေါ်ကနေကလေး2ယောက်ကအယုတ်တရုတ်ကိုလူနေတာကိုတွေ့လိုက်ရတယ်အယုတ်ရသွားတဲ့ကလေးကလူနေတဲ့ကလေးကိုလှဲပေါ်ကနေတွန်းချလိုက်တာကျွန်တော်အတန်တော်ထွက်အောင်မိလိုက်တယ်လဲပေါ်ကပြုတ်ကျသွားတဲ့ကလေးကိုနောက်လဲကနွားအနေနဲ့နွားနောက်ကလှဲပြီးကဆက်ပြီးကြိတ်သွားတယ်သွားပြီကလေးအသက်တော်ရှင်မာတော့မလားကျွန်တော်ထိတ်လန့်သွားပြီဟေးလှဲကြည့်ကြအောင်ကလေးတယောက်ပြုတ်ကျသွားတယ်ကျွန်တော်ကျဲလောင်းသွားអော်လိုက်တော့လှဲပေါ်ကလူတွေကလှဲကြည့်လာကြတယ်မီးရင်ထုံးလာတာမို့လို့ထိုးသူတွေရဲ့မျက်နှာကိုကျွန်တော်သေချာမြင်လိုက်ရတယ်ကျွန်တော်အသက်ရှူနေသေးလားတော့မသိတော့ဘူးအဲလူတွေရဲ့မျက်နှာတွေကမျက်လုံးရဲ့နှာခေါင်းရဲ့ပါးစပ်ရဲ့ဘာမှမပါဘူးကြောက်ပြင်းလို့ပြောင်းချောနေတာကျွန်တော်အမှရင်တောင်းတောင်းကြီးရက်နေမိတာကျွန်တော်အနာကိုအဖွားရောက်လာပြီးလက်ထက်ကရေမန်းနေနဲ့ကျွန်တော်မျက်နှာကိုပတ်လိုက်မှသတိပြန်ဝင်လာတယ်ကန်ကြီးပေလို့မီးရဲ့မဟုတ်ရင်ပြုတ်ကျသွားတဲ့ကလေးနေရာမှာငါမြေးရောက်နေတော့ပြီလာအိမ်ထဲဝင်အဖွားကြောင့်သာမဟုတ်ရင်ကျွန်တော်ဘာဖြစ်သွားမလဲတော့မတွေးရဘူးရင်မန်းရဲ့အိမ်ဆက်မှုကကျွန်တော်အိမ်မဆိုးကနေပြီးတော့နိုးထားစေခဲ့သလိုပါပဲအဖွားရဲ့လက်ကိုကြည်ကြည်ပါအောင်ဆုပ်ကိုင်ပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့ကြတယ်အိမ်ထဲကိုရောက်တာတောင်ကျွန်တော်တုံးရင်နေတော့ပဲမိုးစင်စင်လေးလိုလှဲလန်းမပေါ်ကဆူညံတဲ့ဒီကြားမှာကျွန်တော်အိယာနိုးတော့တယ်ညအဖြစ်ပြက်တွေကအိမ်မလာတဲ့ခေလားဆိုတာဝေခွဲမရဖြစ်နေတော့ပဲရွာလူကြီးချိုးတဲ့အတူအဖွားဟောတွေ့ရတာကြောင့်ကျွန်တော်လှဲလန်းမပေါ်ကိုတက်လာခဲ့လိုက်တယ်ညကကျွန်တော်တွေ့ခဲ့တယ်ပြုတ်ကျသေးသွားတဲ့ကလေးလောင်းတွေ့ရမယ်လို့ထင်ထားတာဒါပေမဲ့မြင်လိုက်ရတာကတော့တောကြောင်နဲ့အောင်ပေါက်လေးတစ်ကောင်လှဲကျိတ်ခံရပြီးတည်နေတဲ့အလောင်းကိုပဲတွေ့လိုက်ရတယ်ကျွန်တော်အံ့ဩသွားတယ်ဒါဆိုရင်ညမြင်ရတဲ့မြင်ကွင်းကဘာတွေလဲအဖွားကကျွန်တော်ကိုကြည့်ပြီးညအဖြစ်ပြက်ကိုနားလဲသွားရင်လည်းတူတယ်ဒီလိုလာမညတွေမှာကြက်ကုန်းကနန္ဒဘွားတွေကလှဲသားတက်ကြတယ်သူတို့ကရွှေပေါင်းသွားလာနေတဲ့လူအုပ်ပုံစံနဲ့မြင်အောင်လုပ်တတ်ကြတယ်အဖွားရဲ့စကားကိုကြားတော့ကျွန်တော်ညအဖြစ်ပြက်အားလုံးကိုနားလဲသွားခဲ့တယ်လာကွန်ညတွေဆိုကြက်ကုန်းကနန္ဒဘွားတွေလှဲသားတာလို့သိလဲရတာကြောင့်ကျွန်တော်ကြော်တဲ့စိတ်ကင်းနဲ့ဖြစ်သွားခဲ့တယ်သူတို့ကအမှန်တကယ်လူမဟုတ်ပဲရွှေပေါင်းချက်တရေတွေဖြစ်နေခဲ့တာကိုကျွန်တော်ယုံကြည်သွားခဲ့တယ်ဒီဖြစ်ရကကျွန်တော်ဘဝမှာအမှန်တကယ်ကြုံတွေ့ခဲ့ရတဲ့လက်ဝက်ဆန်းကျဲတဲ့အမတ်တရတစ်ခုဖြစ်ကြံရှိနေခဲ့တာ